မင်္ဂလာပါဒီချက်ရဒီနေ့ကလေးလေးတွေကို grade 1မြန်မာဖတ်စာအုပ်ထဲမှာပါတယ်တရလက္ခဏာသိမှတ်စရာဘီးနဲ့တွဲကြမယ်သင်ခန်းစာတွေကအသုံးမှတက်တဲ့စကားလုံးလေးတချို့ကိုသင်ကြားပေးမှာဖြစ်ပါတယ်အဲ့ဒီမှာဒီချက်ရကလေးလေးတွေကိုစာလုံးနဲ့စာလင်ကိုဘလို့စကားလုံးလေးတွေမှာခွဲပြီးတော့သုံးရမလဲဆိုတာကိုသင်ပေးမှာပါစာလုံးနဲ့စာလင်ဆိုတာကအတန်ထွက်နဲ့သင်မယ်ဆိုရင်တော့စဆိုပြီးတော့အတန်ထွက်ချင်းတော့တူပါတယ်ဒါပေမဲ့အပေါ့တန်နဲ့အလေးတန်ဆိုပြီးတော့ကွာပါတယ်စဒါပေမဲ့ဒီချက်ကလေးလေးတွေကိုသင်တဲ့အခါကျရင်ဟိုစဆိုတဲ့အတန်ထွက်နဲ့သင်လို့ရှိရင်ကလေးလေးတွေမှားမှာဆိုတဲ့အတွက်ကြောင့်ဒီချက်ကတော့စာလုံးစာလင်ဆိုပြီးတော့ခွဲပြီးတော့ပဲသင်ပါတယ်အဲ့တော့စာလုံးနဲ့စာလင်ကိုဘလို့နေရာတွေမှာသုံးရမလဲဆိုတာကိုဒီချက်ထပ်ပြီးတော့ပြောပြပေးပါမယ်စာလုံးရေးစာလင်ရေးစာလုံးရေးစာကိုဘယ်နေရာမှာသုံးရမလဲဆိုရင်ဥပမာစာကြောင်းလေးတွေရေးတဲ့အခါစာတွေရေးတဲ့အခါကျရင်ပေါ့တစ်ချက်ကတခုခုကိုတို့တွေကအစပြုတ်လိုက်တာပေါ့ဒီနေ့ဥမာကွာဒီနေ့ငါစာလုံးမယ်စာကိုစပြီးတော့လုပ်မယ်အဲ့လိုမျိုးတစ်ခုခုကိုစတင်တော့မယ်ဆိုတဲ့စကားလုံးတွေမှာဆိုရင်စာလုံးကိုသုံးပါတယ်ငါဒီအလုပ်ကိုနောက်တစ်ဘက်ကနေစပြီးတော့စလုပ်မယ်ငါဒီစာကိုမနေ့ပြန်ကစပြီးတော့စာကြက်မယ်အဲ့လိုမျိုးတစ်ခုခုကိုစတင်နေဆိုတဲ့စကားလုံးတွေမှာစာလုံးရေးစာကိုသုံးပါတယ်စာလင်ရေးစာကိုကြတော့ချေတို့တွေသင်အဲ့ grade 1မှာစပြီးတော့ပေါ့နော်သင်္ချာတွေမှာသင်တယ်လေအစအုံမေးတာလေအစဒီဥစ္စာမှာဘယ်နှစရှိတာလဲတို့ဘာတို့အဲ့ဒီအစအုံမေးတဲ့အခါကျရင်တော့စာလိန်နဲ့သုံးပါတယ်ပြီးတော့စာလုံးရေးချစာနဲ့စာလိန်ရေးချစာလုံးရေးချစာကြတော့စာအုပ်ဖတ်တာစာရေးတာတယောက်စီကိုစာပို့တာပြီးတော့အစာဆိုတဲ့စကားလုံးကိုပေါင်းတဲ့အခါမျိုးတွေမှာဆိုရင်တော့စာလုံးရေးချစာကိုသုံးပါတယ်စာလိန်ရေးချစာကြတော့ဗိုက်စာတာရေးစာတာတခုခုကိုစာလောင်းနေတာပေါ့ကွာအဲ့လိုမျိုးတွေမှာသုံးပါတယ်ချေတို့တွေကွာဒီလိုမျိုးပေါ့စာကြောင်းရေးခြင်းနဲ့ကြာကြီးကဗိုက်စာနေတဲ့အတွက်ကြောင့်ဒီယုံလေးကိုလိုက်ပြီးတော့ဖမ်းပြီးတော့စားလိုက်တယ်ဆိုတဲ့ပုံစံမျိုးကွာပြောစာကြောင်းလေးတွေရေးတဲ့အခါကျရင်စာလိန်ရေးချစာကကြတော့ဗိုက်စာတာအဲ့လိုမျိုးနေရာတွေမှာသုံးပါတယ်ပြီးတော့စာလုံးရေးချဝစ်ဆန်နှလုံးပေါက်စားနဲ့စာလိန်ရေးချဝစ်ဆန်နှလုံးပေါက်စားကိုဘယ်နေရာမှာသုံးလဲဆိုရင်စာလုံးရေးချဝစ်ဆန်နှလုံးပေါက်စားကကြတော့ထမင်းစားတာတို့အစားတို့အဲ့ဒီလိုမျိုးနေရာတွေမှာစာလုံးရေးချဝစ်ဆန်နှလုံးပေါက်စားကိုသုံးပါတယ်စာလိန်ရေးချဝစ်ဆန်နှလုံးပေါက်စားကကြတော့ချယ်တို့တွေရဲ့မိဖို့ကြောင့်မှာသုံးတဲ့စားတို့ပြီးတော့ချွတ်ထက်လို့ရှိရင်တောက်ရတဲ့ဓာတ်စားရည်လေအဲ့လိုမျိုးဓာတ်စားတို့စားတို့ဘာတို့သုံးကိုပေါင်းချင်တဲ့အခါကျရင်နော်စာလိန်ရေးချဝစ်ဆန်နှလုံးပေါက်စားကိုသုံးပါတယ်ပြီးတော့ဒီဟင်းကစားပေါ်တယ်ဒါမှမဟုတ်လို့ရှင်ဒီဟင်းကအရန်ငံနဲ့စားတွေငံနေပေါ့ကွာအဲ့လိုမျိုးပြီးတော့ရှယ်တို့တွေစားခြင်းတို့ဘာတို့လေအဲ့လိုမျိုးပုံစားခြင်းဆိုတာစားထွက်တဲ့စားခြင်းတွေပါလို့ပြောပါလေအဲ့လိုမျိုးစားကိုကြာရင်စာလိန်ရေးချဝစ်ဆန်နှလုံးပေါက်စားနဲ့ပေါင်းပါတယ်စာလုံးရေးချဝစ်ဆန်နှလုံးပေါက်စားကိုကြာတယ်မုတ်စားတာတို့ထမင်းစားတာတို့ဘာတို့အဲ့လိုမျိုးစားတဲ့နေရာတွေမှာသုံးပါတယ်အဲ့တော့ channel တူတူနောက်ထပ်သင်ခန်းစာတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်နော်